ငွေကြေးခက်ခဲနေတဲ့သူတွေကိုသာကူညီပေးနေတဲ့ခြေကနံဘိုးတော်အဘဝင်းစိန်ကဲပရိသတ်ကြီးတို့ရေခုနောက်ပိုင်းဆိုရှယ်မီဒီယာမှာဟက်ချလောင်းဆိုသလိုမျိုးခုရွှေခုငွေဖြစ်အောင်ပြောင်းလဲပေးနိုင်သူကတော့ခေတ်သစ်ဘိုးတော်အဘဝင်းစိန်ပဲဖြစ်ပါတယ်။သူ့အနေနဲ့ကတော့ငွေကြေးအခက်အခဲရှိတဲ့ဘသူကိုမဆိုကူညီမစာပေးနေရဖြစ်တယ်လို့ယုံကြည်သူတော်တော်များများကလည်းသူ့ရဲ့နံပါတ်တွေကိုရရှိနိုင်ဖို့နေ့စဉ်နဲ့အမျှတန်းစီပြီးဆောင်ရွက်လေးရှိပါတယ်။တကယ်တမ်းမှာကျတော့ခုနောက်ပိုင်းချိန်တွေရောက်မြန်မာနိုင်ငံမှာငွေကြေးအဆင်ပြေဖို့အတွက်ကိုတော့နှလုံးထီသုံးလုံးထီနဲ့ခြေကနန်းတွေကိုထိုးပြီးကန်ဆန်းနေခဲ့ကြတာမို့တကိုးသိတိတွေရအောင်ပြင်ဆင်ထားတဲ့ဒီအဘိုးဝင်းစိန်ကတော့တကယ်ကိုမှအကြမ်းမြင်ရပြီးမှန်ကန်နေခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုကတော့အမြဲတမ်းမှန်ကန်တဲ့နံပါတ်တွေကြောင့်ခေတ်သစ်ဘိုးတော်လို့ခေါ်ဝေါ်ခံနေရတယ်လို့မြန်မာနိုင်ငံတွင်းမှာတင်မကနိုင်ငံခြားအထိပါပေါက်ရောက်နေခဲ့တာပဲဖြစ်ပါတယ်။ဘလို့ပဲဖြစ်ပါဘိုးတော်ဝင်းစိန်ရဲ့အဓိကရည်ရွယ်ချက်ကတော့တကယ်ခက်ခဲကြက်တဲနေတဲ့သူတွေကိုငွေကြေးအခက်အခဲကလွတ်မြောက်စေဖို့ကူညီပေးနေရဆိုတော့မြန်မာပြည်သူပြည်သားတွေအတွက်တကယ်ကိုမှအားကိုးစရာဖြစ်နေခဲ့တာပဲဖြစ်ပါရဲ့ရှင်။ဒါနဲ့ပရိသတ်ကြီးတို့လည်းဘိုးတော်ဝင်းစိန်ရဲ့အကူအညီရဘူးလေဆို comment မှာပြောပြသွားကြပါအောင်ရှင်။